ရှောင်းရီဖုန်းတွေမှာဒီဘက်ဘေးဘက်ဆွဲလဲဒီမှာတရုပ်စာတွေပြီးလို့ရှိရင်အောက်ဘက်ချမ်းဆွဲလဲဒီမှာတရုပ်စာတွေပေါ်ဘက်ချမ်းဆွဲချလဲဒီမှာတရုပ်စာတွေပြီးလို့ရှိရင်ဒီမှာရှိတဲ့ app တွေကစအကုန်လုံးတရုပ်စာတွေနဲ့ short cut တွေလဲဆိုလို့ရှိရင်ဒီဗီဒီယိုတိုင်းတင်ပြီးတော့လုပ်ကြည့်ပါအရင်ဆုံးဖုန်းရဲ့ဒီ setting တွေကိုရင်ဝင်လိုက်မယ်ပြီးလို့ရှိရင် home screen တွေကိုသွားလိုက်မယ်တောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်နန်းကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့တစ်ခုပြောင်းမယ်ဒုတိယအောက်ကစာကြောင်းလေးကိုချက်နှိပ်မယ်ပြီးလို့ရှိရင်ဒီနေရာလေးနန်းကိုပြောင်းလိုက်ပါပြီးလို့ရှိရင်ဒီ adverb ကိုလည်းပိုက်လိုက်မယ်ဒီ turn off နှိပ်လိုက်ဒါဆိုလို့ရှိရင်ဆိုလုံးလောက်တော့ရှိပြီပေါ့နော် okay ဒါဆိုဟိုဘက်ဆွဲလဲဒါတရုပ်စာမပေါ်တော့ဘူးအပေါ်ဘက်ဆွဲလဲတရုပ်စာမပေါ်တော့ဘူးအောက်ဘက်ဆွဲလဲတရုပ်စာမပေါ်တော့ဘူးပေါ့နော်အောက်မှာတစ်ခုရှိသေးတယ် home screen subbar အဲ့ဒီကောင်လည်းမလို့ပိုက်လိုက်မယ်ဆက်ထားလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ setting ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာအောက်ပြလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်အောက်က home screen subbar လည်းပြပါမယ်ဒါဆိုရင်ဒီဘက်ချမ်းမှာဒီ application တွေကတရုတ် application တွေကြရတယ်ဒါကိုတစ်ခုချင်းလိုက်မဖြတ်နေတော့ဘူးเนาะဖြတ်ဖို့အတွက်ကို file manager လေးကိုတွားပြီးလို့ရှိရင်ဒီဘေးရဆက်သုံးတက်ကိုနိုင်ပြီးလို့ရှိရင် clean up ကိုနိုင်ပြီးရှိရင် agree ကိုနိုင် clean up ကိုတစ်ချက်နိုင်ကြလိုက်ပါ okay clean up ကိုနိုင်ပြီးဆိုလို့ရှိရင်ဒီမှာအောက်ဆုံးက app ကိုဝင်ဒါဆိုလို့ရှိရင်ဒီနေရာမှာအကလုံး select မှတ်လိုက်ပေါ့နော်ဒီမှာကိုဒီရှိသမျှ app တွေအကလုံး select မှတ်လိုက်ကိုမလိုတဲ့ app တွေကိုဒီနေရာမှာအကလုံး select မှတ် okay အလုံး select မှတ်ပြီးဆိုလို့ရှိရင်အောက်က install နိုင်လိုက်ပြီးရှိရင် okay ကိုနိုင်လိုက်ဆိုလို့ရှိရင်ဖုန်းထဲမှာရှိတဲ့ဒီတရုပ်စာတွေတော့ရှင်းလင်းသွားပါပေါ့နော်ဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ထပ်သိချင်တာရှိမယ်ဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment မှာပြောခဲ့ပေးပါဗီဒီယိုကိုစောင့်နေကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်